စားဆိုတာကရင်ရက်လဲငံတယ်ကလားရက်လဲငံတယ်နော်တောင်ပေါ်မှာလဲငံတယ်တောင်အောက်မှာလဲငံတယ်တနင်္ဂနွေမှာလဲငံတယ်ကျန်တဲ့6ရက်မှာလဲငံတယ်ဟာလေလုယမာကြီးစားနှမျိုးရှိတယ်စားဘယ်နှမျိုးရှိလဲအကြံဖန်စားနဲ့အမှန်ကန်စားပြောရအောင်တနင်္ဂနွေပဲငံတယ်ဆိုအဲ့ဒါအကြံဖန်စားပြောနေ့ရက်တိုင်းမှာငံနဲ့စားအဲ့ဒါအမှန်ကန်စားပြောဘေးပြောလိုက်အကြံဖန်စားလားအမှန်ကန်စားလားဖြေလိုက်လေတို့ကတော့ကြံဖန်မဟုတ်အမှန်ကန်ဟာလေလုယဟုတ်ပြီနော်အဲ့တော့စားဆိုတာမျိုးကလေနေရာပြောင်းရင်လေသဘောမပြောင်းဘူးအဲ့ဒါစားဖြစ်တယ်လူမျိုးပြောင်းရင်လေသဘောမပြောင်းဘူးအဲ့ဒါစားဖြစ်တယ်တချို့စားတွေကအံ့ဩစရာကြီးသိလားသူ့လူမျိုးပဲငံတာတခြားလူမျိုးဆိုမငံဘူးတချို့စားကလေကရင်ချင်းပဲငံတယ်ယေရှုကလေသူ့ရဲ့နှလုံးသားအရန်ကျေတာသိလားယေရှုနှလုံးသားကျေတာဘယ်လိုသိတယ်သိလားကျွန်တော်ပြောပြမယ်အခန်းကျေရင်လူပဲဆန့်တာနှလုံးသားကျေမှာဖျားဆန့်တာဟာလေလုယနော်အဲ့တော့အခန်းလူများများဆန့်ရင်တော့အခန်းကျေကျေလိုလိမ့်မယ်ဒါပေမဲ့ဖျားဆန့်ဖို့ဆိုရင်နှလုံးသားကျေဖို့လိုလိမ့်မယ်ယေရှုရဲ့နှလုံးသားအရန်ကျေတယ်ဘယ်လိုကျေလဲဆိုယေရှုရဲ့နှလုံးသားကလေဝါတဲ့လူလည်းဆန့်တယ်ပိန်တဲ့သူလည်းဆန့်တယ်စေရသားလည်းဆန့်တယ်တထေးလည်းဆန့်တယ်ဟုတ်ပြီနော်တရုတ်ဆရာလည်းဆန့်တယ်အသင်းသားလည်းဆန့်တယ်တချို့နှလုံးသားကြီးရတယ်တချို့ကကရင်ပဲဆန့်တယ်တခြားလူမဆန့်နော်တချို့ကချင်းပဲဆန့်တယ်နော်တချို့ကကချင်ပဲဆန့်တယ်နော်အဲ့တော့ဒီနေ့ကျွန်တော်ရဲ့တက်တာမှာစားဆိုတာဒီနေရာပြောင်းတဲ့သဘောပြောင်းမှုအဲ့ဒါစားဖြစ်တယ်ဟာလေလုယဟုတ်ပြီနော်တချို့စားကနိုင်ငံခြားရောက်မှငံတယ်ပြည်တွင်းမှာမငံဘူးတချို့စားကစန်ဒေးမှာပဲငံတယ်တချို့စားကတထေးမှာပဲငံတယ်ဟုတ်ပြီနော်တချို့စားကကိုယ့်မိတ်ဆွေပဲငံတယ်တချို့စားကကိုယ့်လူမျိုးပဲငံတယ်အဲ့ဒါဆိုလို့ရှိရင်အမှန်ကန်စားလားကြံဖန်စားလားဟိပြပြောရအောင်ကျွန်ုပ်ဒီအမှန်ကန်စားဖြစ်သည်အာမေတုရရှင်တော်ဘုန်းကြီးပါ